အုပ်စုပွဲစဉ်ကိုအင်ရှင်ဖြစ်လက်ခံကျင်းပဖို့ရှိတဲ့မြန်မာကိုသားပြူ NSV အမျိုးသမီးအသင်းအားလုံးပဲမင်္ဂလာပါမြန်မာကိုသားပြူ NSV အမျိုးသမီးအသင်းဟာအာရှအမျိုးသမီးချန်ပီယံလိပြိုင်ပွဲရဲ့အုပ်စုပွဲစဉ်တွေကိုအင်ရှင်အဖြစ်ရန်ကုန်မြို့သူ့ဝနကွင်းမှာရှင်ပြိုင်ကစားသွားဖို့ရှိနေတာဖြစ်ပါတယ်အာရှအမျိုးသမီးချန်ပီယံလိပြိုင်ပွဲကိုတအုပ်စုပါ၄သင်းဖြင့်အုပ်စု၃စုပါဝင်ကအုပ်စုတစ်စုစီရဲ့တသင်းသာအင်ရှင်အဖြစ်လက်ခံကျင်းပခွင့်ရရှိတာဖြစ်ပါတယ်ISV အသင်းဟာဂရုစီမှာကြာရောက်နေပြီးဂျပန်မြောက်ကိုရီးယားတောင်ကိုရီးယားစတဲ့အင်အားကြီးအသင်းတွေနဲ့တအုပ်စုထဲကြာရောက်နေတာဖြစ်ပါတယ်။အုပ်စုတစ်ခုချင်းစီရဲ့ပထမဒုတိယရတဲ့အသင်းတွေကကွာတာဖိုင်နယ်အဆင့်ကိုတက်ရောက်နိုင်မှာဖြစ်တယ်လို့အုပ်စုတတိယရတဲ့အကောင်းဆုံးနှစ်သင်းရလည်းနောက်တစ်ဆင့်ကိုတက်ရောက်နိုင်မှာဖြစ်ပါတယ်။ဒါကြောင့် ISV အသင်းဟာအုပ်စုပွဲစဉ်တွေမှာအနည်းဆုံးတစ်ပွဲအနိုင်ရရှိပါကနောက်တစ်ဆင့်ကိုတက်ရောက်နိုင်မှာဖြစ်ပါတယ်။ ISV အသင်းဟာအုပ်စုပွဲစဉ်တွေကိုနိုဝင်ဘာ9 12 15ရက်တို့မှာကစားသွားမှာဖြစ်ပြီးနိုဝင်ဘာ9ရက်နေ့မှာတောင်ကိုရီးယားအသင်းနိုဝင်ဘာ12ရက်နေ့မှာဂျပန်အသင်းနိုဝင်ဘာ15ရက်နေ့မှာမြောက်ကိုရီးယားအသင်းတို့နဲ့ရှင်ပြိုင်ကစားသွားဖို့ရှိနေတာဖြစ်ပါတယ်။ ISV အသင်းဟာအုပ်စုကြက်တဲ့ကြောက်နေတယ်ဆိုပေမဲ့အိမ်ခွင်းမြန်မာပြည်တရရှိမှာဘယ်လောက်အထိလုပ်ပြနိုင်မလဲဆိုတာစိတ်ဝင်စားစောင့်ကြည့်ရမှာဖြစ်ပါတယ်။မြန်မာကိုသားပြူ ISV အသင်းဟာအာရှအမျိုးသမီးချန်ပီယံလိပြိုင်ပွဲမှာအုပ်စုအဆင့်ကိုကျော်ဖြတ်နိုင်မလားဘယ်အဆင့်အထိတက်ရောက်နိုင်မလဲဆိုတာကောမန့်မှာဝင်ရောက်ဆွေးနွေးပေးကြပါအားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။